တမနီဂျိုတချောင်းကပြန်လည်ပြင်ဆင်ထားသောဖျက်တောက်မှုများဖြင့်လေရင်တစ်ခုလုံးကိုစက္ကန့်ပိုင်းတွင်ဖျက်တောက်သွားသည်ခရီးသည်များတွန်းပြန်ရမည်အားမီအရာရှိကအမိတ်ပေးလိုက်ပြီးလေရင်ဤညက်ဖက်စလုံးရှိစစ်သားများသည်အရေးပေါ်ပရိတ်ကိုချက်ချင်းဆွဲလိုက်ရာချွန်းထတ်သောတမနီဂျိုသည်တေမင်းဤဒဇင်ကဲ့သို့ရှော့တိုက်သွားပြီးတေစီလောက်သို့အပြစ်အစီများကိုဖြစ်ပေါ်စေသည်အခဏချင်းအတွင်းလေရင်ကန်းတစ်ခုလုံးဒဏ်ရာရပြီးပျက်စီးသွားသည်ကျိုးသည်ဥပိုင်းမှအမီးပိုင်းအထိဖျက်တောက်သွားသည်နှင့်အမျှလေရင်သည်စက္ကန့်ပိုင်းတွင်အမြင့်ကျဆင်းလာသည်ပြင်းထန်သောလေစီကြောင်းများကအပြစ်အစီများကိုဆွဲဖျက်ပစ်ကခရီးသည်များသည်လေရင်ကန်းထဲမှလွင့်ထွက်ကုန်သည်ထိတ်လန့်စရာကောင်းပုံမှာလူသားတို့၏အိမ်မက်ဆိုတစ်ခုနှင့်တောင်တူပါသည်သို့တော့လေထဲမှဤအကြမ်းဖက်တိုက်ခိုက်မှုသည်အဆများလာခဲ့သည်မကြမီစစ်သားများသည်နောက်ထပ်ခရီးသည်တင်လေရင်တစ်စင်းကိုပင်မှထားသည်လေရင်ကိုမမျော်လင့်မဲ့ငမန်းအုပ်ကြီးကဝိုင်းရံလိုက်ပြီးလေရင်ကန်းစီသို့ဒုံကြံတစ်စင်းပစ်ခတ်လိုက်သည်ဒုံပြန်သည်လေမြန်းစွာပျက်စီးသွားပြီးလေရင်နှင့်ကတ်သွားသည်စစ်သားတို့သည်လေရင်ပေါ်သို့လေမြန်းစွာခွန်တက်ပြီးအမှတ်အတားထားသောနေရာများအတိုင်းစတင်ဖြတ်တောက်သည်ခရီးသည်များတုံ့ပြန်နိုင်ခြင်းမရှိမီတိုက်ခိုက်သူများသည်လေရင်ပေါ်သို့ရောက်ရှိနေပြီး၎င်းတို့၏လက်နက်များဖြင့်ပစ်ခတ်မှုများပြုလုပ်ကြသည်အပြင်ဘက်တွင်ငမန်းများကလေရင်နှင့်ပြင်းထန်စွာတိုက်မိကြသည်လေရင်ကိုယ်ထဲတွင်အပေါက်ကြီးတစ်ပေါက်ပြဲသွားပြီးခရီးသည်များမှလေစီးကြောင်းဖြင့်ချက်ချင်းဖမ်းဆုပ်ခံရသည်ထိုအချိန်တွင်ငမန်းတကောင်သည်လေရင်စီသို့ချိန်တက်လာသည်ထို့နောက်လူတဦးခုန်ဆင်းလာသည်သူမသည်ထိုတပ်ဖွဲ့၏ခေါင်းဆောင်အထင်ကြီးခေါင်းသောအမျိုးသမီးဖြစ်သည်ခရီးသည်များမှချက်ချင်းဆိုလိုသဖြင့်အော်ဤတန်သည်ဖြစ်နေကြသည်သို့သောနောက်တစ်ခဏတွင်အမျိုးသမီးခေါင်းဆောင်သည်အမဲလိုက်သည့်ပုံစံသို့ပြောင်းလဲသွားသည်